ဒီနေ့ကင်းမွန်ရှက်မယ်မနေ့ကဝယ်ခဲ့တဲ့ကင်းမွန်နှစ်ကောင်ကိုတန်ရှည်လုပ်ပါမယ်တန်ရှည်တော့မလုပ်တဲ့နဲ့လုပ်ပလိုက်ပြီအဲ့ဒါကိုတန်ရှည်လုပ်ပြီးတော့ဖြတ်ပါမယ်ကင်းမွန်ကိုပြီးတော့ရေပြအောင်ဆေးပါမယ်တန်ရှည်ရသူများဘလို့လုပ်ပလိုက်လို့မသိကိုကအဲ့လိုမျိုးလုပ်ပလိုက်တယ်ပြီးတော့ဖြတ်ပြီးအဲ့ထဲကိုဆွမ်းနွှဲမုံပြီးတော့ပါလေစားငံပြရင်နည်းနည်းထည့်မယ်ပဲငံပြရင်နော်ချုံမုံနည်းနည်းထည့်မယ်ချုံမုံမစားရင်တော့ဟိုလေကြက်သားမုတ်ထည့်ပါနော်ကြက်သွန်ပြီးတက်တောက်ဆင်းထားမယ်မြုပ်သီးစိမ့်တက်တောက်ဆင်းထားမယ်အဲ့ဒီကတိုမာတိုတစ်လုံးတက်တောက်ဆင်းထားမယ်ပြီးတော့ကြက်သွန်ဖြူကိုစီတက်ပါမယ်ရှင်စီတက်ပြီးစီတက်တဲ့ထဲကိုဆွမ်းနွှဲမုတ်ထပ်ထည့်မယ်အဲ့ဒါပါရောင်ဒီမုတ်ထည့်မယ်ပြီးတော့မှုရွယ် golden brown color ဖြစ်တဲ့အထိမှုရွယ်မယ်ပြီးတော့မြုပ်သီးစိမ်းနဲ့အဲ့တက်တောက်ဆင်းထားမြုပ်သီးစိမ်းထည့်မယ်ပြီးတော့ဆိုနာတက်တောက်ဆင်းထားတိုမာတိုထည့်ပါမယ်မှုရွယ်မယ်မှုပြီးတော့ရေလေးနည်းနည်းထည့်မယ်တိုမာတိုလေး paste ပြအောင်လို့ရေထည့်မယ်ရေမခန်းခင်မှာကင်းမွန်ဟိုဆိုနာ marinate လုပ်ထားတဲ့ကင်းမွန်ထည့်ပါမယ်ကင်းမွန်ကိုအကြိုင်မချက်ရပါဘူးနော်အများဆုံး9မိနစ်10မိနစ်လောက်ပဲချက်ရပါမယ်အဲ့ထက်ပိုသွားရင်မာသွားပါမယ်ပင်နေစရာတွေကအဲ့လိုမာတတ်ပါတယ်အကြိုင်ချက်လို့ရှင်ရေခမ်းသွားပြီဆိုရင်ကြက်ပြီပေါ့နော်ကဲရေခမ်းပြီကြက်ပြီပြီးတော့ပကံလေးထည့်မယ်စားလို့ကောင်းမှာပေါ့ပြီးပါပြီစားကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်